Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ညီညီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီမှာရင်လာက22ကြိမ်မြောက်ထုတ်ဖို့ဒီလေးကရောင်းအားလေးအတော်နေခဲ့တဲ့အတွက်ကြောင့်အခုလ23ကြိမ်မြောက်လေးမှာကျွန်တော်ရင်လာရထပ်ပို့ပြီးရောင်းအားကောင်းချင်ပါတယ်ခင်ဗျာအများကြီးလည်းရောင်းသွားချင်ပါတယ်ခင်ဗျာအဲ့အတွက်ကြောင့်ကျွန်တော်စီမှာထုတ်ဖို့ဒီလေးလာပြီးအားပေးကြပါအောင်ခင်ဗျာထုတ်ဖို့ဒီထိုးခြင်းအပြင်ပေါ့နော်ကျွန်တော်တို့ဘယ်နေရာမှာအကျိုးဖြစ်စေလဲဘာတွေအတွက်သုံးလို့ရလဲဆိုတော့ကျွန်တော်တရင်တစ်ခုစီတိုင်းမှာသူတို့လိုအပ်ချက်လေးတွေရှိပါတယ်ခင်ဗျသူတို့ရဲ့စားနယ်ရိတ်ခါစီးဝါရိတ်ခါလက်နဲ့ရိတ်ခါအစရှိတွေပြပေါ့နော်သူတို့လိုအပ်တဲ့နေရာလေးမှာအသုံးပြုလို့ရပါတယ်ခင်ဗျထောက်ဖို့ဒီတစ်ဆောင်မှလည်းမြန်မာကျပ်ငွေ2000ကျပ်ပဲရှိတာဆိုတော့လေလူတိုင်းတက်နိုင်တဲ့ငွေမော့ပမာဏလေးဖြစ်ပါတယ်ခင်ဗျအဲ့တော့ကြောင့်မလို့ထောက်ဖို့ဒီထိုးခြင်းအပြင်ကျွန်တော်တို့ရဲ့ဒေါ်လာယူပါဝင်ကူညီပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျထောက်ဖို့ဒီရဲ့စုကြီးတွေကတော့ကျွန်တော်အရင်ကပြောခဲ့သလိုပဲအားလုံးတည်ပြီးကြပြီလို့ထင်ပါတယ်ခင်ဗျတကယ်လို့မတိတာမျိုးလေးရှိမယ်ထီနဲ့ပတ်သက်ပြီးတော့ဗောနော်တခုခုမေးမြန်းကျင်တာလေးရှိမယ်ဆိုရင်ကျွန်တော်ရဲ့Facebook account ညီညီဆိုတဲ့ account ကနေပြီးတော့ဒေါ်လာကောင်TikTok account PSTPC ဆိုတဲ့ account ကနေဒေါ်လာကောင်ကျွန်တော်စီမှာလာရောက်မေးမြန်းလို့ရပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်စီမှာထောက်ဖို့ထီလေးလာပြီးအားပေးကြပါအောင်ခင်ဗျာ23ကြိမ်မြောက်ထောက်ဖို့ထီလေးလာပြီးအားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ